မင်္ဂလာပါရှင်ဒီနေ့မေရောက်နေတဲ့နေရာကတော့ရန်ကုန်မြို့ Star City မှာရှိတဲ့အိမ်လေးတစ်လုံးရောက်နေတာပေါ့နော်ဒီရဲ့ဒီစိတ်ကူးစိတ်တန်းနဲ့ပေါ့နော်ဖန်တီးထားတဲ့ဒီအိမ်ထဲမှာ decoration idea လေးတွေရှိပါတယ်အဲ့ဒီအိမ်လေးရဆိုလို့ရှိရင် Mirror Star City မှာရှိတဲ့ City Villa ဆိုတဲ့အိမ်လေးဖြစ်ပါတယ်အထဲမှာရှိတဲ့ decoration လေးတွေကိုမင်းနဲ့အတူတူလိုက်ကြည့်ပါအောင်နော်အခုဒါလေးကတော့အိမ်ရဲ့ဝင်ချင်း concept လေးပါဒါကတော့ entrance ပေါ့နော်ပြီးလို့ရှိရင်မေဒီဘက် living room လေးကိုအရင်ရှင်းပြပေးမယ်နော်ဒီ living room မှာဆိုလို့ရှိရင်မေအခုလက်ရှိပေါ့နော်ဒီမှာမြင်နေရတဲ့ဒီ TV cabinet ပေါ့နော်ဒီစင်ရဲ့ idea လေးကတော့မေက Pinterest ကနေရှာထားတာပါဘာဖြစ်လို့လဲဆိုရင်အရန်ဟုတ်ပေါ့နော်မေတို့ဒီနားတော့အဖြစ်တွေ့နေရတဲ့ concept မျိုးမဟုတ်ပဲနဲ့ပေါ့နော် modern လဲဆန်ရမယ် classic လဲဖြစ်ရမယ်ဆိုပြီးတော့မေစဉ်းစားထားတာလေးပေါ့နော်ပြီးတော့နောက်တစ်ခုကဒီအိမ်တစ်ခုလုံးရဲ့ theme concept ကိုလည်းမေက one tone လေးကိုရေးထားပါတယ်ဒီ one tone ကဆိုလို့ရှိရင်အရင်တော့မေအိမ်နေပြင်တဲ့အခါမှာချူရအောင်များတော့အဖြစ်သုံးတယ်ပေါ့နော်ဒါပေမဲ့လို့အခုနောက်ပိုင်းမှာအကြိုက်လည်းနည်းနည်းလေးပြောင်းလာတယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီone tone လေးကိုမေရွေးချက်ထားပါတယ်ပြီးလို့ရှိရင်ဒီဘက်မှာဆိုရင်ဒါလေးကတော့ entrance partition လေးပေါ့နော်ဒီ partition လေးဆိုရင်လည်းမျိုးဒီမှာ lighting လေးထည့်ထားတယ်ပေါ့ပေါ့ပနဲ့ classic sense နဲ့ modernize လည်းဖြစ်ရမယ် classic လည်းဖြစ်ရမယ်ဆိုတော့ vibe မျိုးလေးကိုရွေးချက်ထားတာပါဒီနေရာလေးကတော့ဒါ dining area လေးပါဒီ dining area လေးကတော့မျိုးဒီမှာထမင်းစားမယ်ပြီးလို့ရှိရင်တငယ်ချင်းတွေနဲ့ခြေဆောင်ဖို့နေရာလေးပေါ့နော်ပြီးရင်ဒီဘက်မှာဆိုရင်ဒါ dry kitchen လေးပါdry kitchen ရဲ့အဓိကအယောင်လေးကတော့ဒီ rose ကိုအယောင်လေးကိုကြိုက်တာဖြစ်တဲ့အတွက်ပေါ့နော်ဒီအယောင်လေးတွေပဲအများသောအားဖြင့်သုံးထားပါတယ်ပြီးလို့ရှိရင်တော့ဒီအိမ်ရဲ့ပေါ့နော်ဒီ thin ဆန်လိုက်အောင်လဲပေါ့နော် one tone လေးကိုဖန်တီးထားပါတယ်နောက်တစ်ခုကတော့ဒီမှာဆိုရင်တော့ဒီ cabinet တွေအများကြီးရှိရဖြစ်တဲ့အတွက်ပေါ့နော်ပစ္စည်းတွေထည့်မယ်ပြီးလို့ရှိရင်ပကံလေးတွေထည့်မယ်ပေါ့နော်အဲ့လို idea လေးနဲ့ဒီမှာ cabinet တွေအများကြီးကိုစဉ်းစားထားပြီးလုပ်ထားပါတယ်ဒီခန်းလေးကတော့ဒီအောက်ထပ်မှာရှိတဲ့ single ခန်းလေးဖြစ်ပါတယ်ဒါလေးကတော့ single room လေးပေါ့နော်ပြီးရင်မေတို့ဒီဘက်မှာ common toilet လေးရှိပါတယ်ပြီးရင်တော့မေတို့ဒီဘက်အချမ်းမှာဆိုရင် work kitchen လေးလိုက်ကြည့်မယ်နော်ဒါလေးကတော့ work kitchen လေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မေတို့ဒီမှာ away shot set ရှိမယ်ဒီဘက်မှာဆိုရင်ဒါဟင်းချက်လို့ရတဲ့နေရာရှိမယ်ပေါ့နော်ပြီးရင်အမျော်ဆုပ်ဆက်လည်းမေတို့တက်ထားတယ်ပြီးလို့ရှိရင်ဒီဟာကတကားကိုဖွင့်ချလိုက်လို့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီဟင်းချက်တဲ့အခါမှာလည်းအနံ့သက်မရှိဘူးပေါ့နော်ပြီးရင်မေတို့မနက်ပိုင်းနေထိုးတာလေးတစ်ခုတော့ရှိအောင်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်တော့အနောက်မှာပြီးရင်အမြင့်လေးတွေစိုက်ဖို့တော့ရည်ရွယ်ထားပါတယ်နောက်တစ်ခုမေတို့အပေါ်တက်လေးကိုလိုက်ကြည့်မယ်နော်ခုဒီလေကားလေးပေါ့နော်ဒီလေကားလေးရဆိုလို့ရှိရင်လည်းမိမှန်အပြည့်ကိုအသုံးပြုထားတယ်ပုံမှန်သူတို့ပေးတဲ့ original လေကားမဟုတ်ပဲနဲ့ပေါ့နော်မိဒီလေကားလေးကိုမိဘမိ creation လေးလုပ်ထားတာပါမှန်အပြည့်သုံးထားတယ်လက်ရန်ကဆိုလို့ရှိရင်လည်း rose gold color လေးကိုသုံးပြုထားပါတယ်ဒီနေရာလေးကတော့မိတို့လေကားအောက်လေးမှာရှိတဲ့လေကခွင်လေးပေါ့နော်လေကခွင်လေးကိုလုပ်ထားတဲ့ idea လေးပေါ့နော်ဒီမှာဆိုလို့ရှိရင်မိဒီတကားလေးရပေါ့နော်မိတို့ဒီမှာဒီလိုလေးတွန်းလိုက်တာနဲ့အထဲမှာ luggage storage အတွက်နေရာအများကြီးထားပါတယ်အဲ့တော့ luggage တွေမိရကြတော့လေဒီလားတွားလိုက်ပြန်လိုက်လုပ်နေတဲ့လူဖြစ်တဲ့အတွက်ဒီအောက်မှာ luggage တွေတော်တော်များများပေါ့နော်ထားလို့ရအောင်အဲ့လိုနေရာလေးကိုအရင်သဘောကျတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာပေါ့နော်ဒါလေးတွေအကုန်လုံးကလည်းမျိုးဒီ shoe rack ပေါ့နော်ဖနက်ထည့်လို့ရအောင်နေရာလေးကိုစီစဉ်ထားပါတယ်ပြီးလို့ရှိရင်ဒီဘက်မှာလှေကားလေးပေါ့နော်လှေကားကတော့လှေကား idea ကတော့ပုံမှန်ရိုးရိုးရှင်းရှင်း idea လေးကိုပဲအသုံးပြုထားပါတယ်အရောင်လေးကတော့မျိုးဒီ one tone color လေးကိုစဉ်းစားထားပြီးတော့လုပ်ထားတာပေါ့နော်ဆိုတော့အပေါ်မှာရှိရဲ့မြားခန်းရဲ့အိတ်ခန်းလေးတွေကိုမိနဲ့အတူတူလိုက်ကြည့်ပါအောင်နော်ဝင်ချင်းပေါ့နော်မျိုးဒီတက်လိုက်တာနဲ့မြင်ရမယ့်အခန်းလေးကတော့ဖျားခန်းလေးပါဒီဖျားခန်းလေးရဆိုရင်မေလိုချင်တဲ့ concept အပြည့်အဝကိုမေလုပ်ထားတာပါဒီမှာဆိုလို့ရှိရင်တော့မေတို့ဒီမှာဖျားဆင်းပြီးတော့ထားမယ်ပေါ့နော်ပြီးရင်မေတို့ဒီမှာ song cap ဘာကတ်အတွက်ပေါ့နော်မေတို့ drawer လေးတစ်ခုထည့်ထားပါတယ်ပြီးလို့ရှိရင်ဒီ concept လေးကတော့အဓိကပေါ့နော်one tone လေးလည်းဖြစ်တယ်ပြီးတော့အေးချမ်းလေးနဲ့ပေါ့နော်အဲ့လိုမျိုး concept လေးကိုစဉ်းစားထားပြီးတော့လုပ်ထားတာပါဒီခန်းလေးကတော့အပေါ်တက်မှာရှိတဲ့ master bedroom လေးပါမြင်နေလိုက်ကြည့်ပါနော်အထက်ကိုဒီခန်းလေးကတော့ master bedroom ခန်းလေးဖြစ်ပါတယ်
အဲ့တော့မေကဒီမှာပေါ့နော်ဝင်ချင်းမြင်ရတာမေရဲ့ဒီမှန်နေကုန်လေးပါဒီမှန်နေကုန်လေးကနေပြီးတော့မေတို့ဒီဘက်အချမ်းမှာဆိုရင်မေအကြိုက်ဆုံးနေရာလေးတစ်ခုရှိပါတယ်အဲ့ဒါလေးကတော့ဒီတစ်ခန်းလုံးမှာကြိုက်တဲ့ဒီ wording closex လေးပါဒီ wording closex လေးอ่ะဆိုရင်မေရဲ့လိုချင်တဲ့ theme concept နဲ့ပေါ့နော် data လေး creation လုပ်ထားပါတယ်ဆိုတော့ဒီမှာမြင်ရမယ့်ဒီအရောင်လေးတွေရောပေါ့နော်ဒီဘက်တစ်ချမ်းမှာဆိုရင်တော့မေမျိုးသားအတွက်ဒီဘက်မှာတော့မေရဲ့ဒီအဝတ်တွေထည့်ဖို့ဆိုပြီးတော့ပေါ့နော်စီစဉ်ထားတာပါအဓိကတော့အရောင်လေးပြချင်တာပေါ့နော်ဒီအရောင်လေးကအရန်စိုက်တဲ့အရောင်လေးကိုတေချာလေးရွေးချယ်ထားပါတယ်ဒီဘက်ခေါင်းညှင်းဘက်လေးမှာဆိုလို့ရှိရင်တော့မေတို့ဒီမှာဗီဒီယိုလေးတစ်ခုလောက်ထားပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ accessory လေးတွေထည့်မယ်စာအုပ်ကလေးတွေထည့်မယ်ပေါ့နော်ပစ္စည်းလေးတွေထည့်လို့ရအောင်လို့နေရာစီစဉ်ထားတာပါပြီးလို့ရှိရင်တော့ဒီဘက်မှာ branch လေးတစ်ခုလောက်ထားပါတယ်ဒီ branch လေးကတော့နေ့လည်နေ့ခင်းကိုပေါ့နော် coffee လေးတောက်မယ်စာအုပ်ကလေးဖတ်မယ်အေးစစ်စစ်ထိုင်ပြီးတော့အနားယူလို့ရတဲ့နေရာလေးတစ်ခုဖြစ်အောင်လုပ်ထားပါတယ်ပြီးရင်ထူးခြားချက်လေးကတော့သူကအောက်မှာပေါ့နော်ဒီမှာ drawer လေးတွေပေါ့နော် drawer လေးတွေအများကြီးလုပ်ထားပါတယ်နောက်တစ်ခုကတော့ဒီ color concept လေးပေါ့နော်မေလိုချင်တဲ့ color concept လေးဖြစ်အောင် combination လေးကိုတည်တည်ဆက်ချလေးလုပ်ထားပါတယ်ရှင်နောက်တစ်ခုက single ခန်းလေးတွေကိုမေနဲ့လိုက်ကြည့်ပေးပါအောင်နော်ဒီခန်းလေးကတော့ single bedroom လေးဖြစ်ပါတယ်ဒီ single bedroom လေးထဲမှာဆိုရင်ဒါလေးကတော့မှတ်နေကုန်လေးပေါ့နော်မေကဒီ color matching လေးဖြစ်အောင်ပေါ့နော်ဒီအရောင်လေးတွေပဲအသုံးပြုထားတယ်ပြီးရင်ဒီဟာလေးကတော့ဗီဒီယိုလေးပေါ့နော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့တော်တော်ကြဲကြဲလေးလောက်ထားပြီးရပေါ့နော်အများကြီးလက်ဆက်နဲ့ပစ္စည်းတွေပြီးလို့ရှိရင်ဒီမှာ answer လေးတွေပါမယ်အောက်မှာဆိုရင်လည်းမျိုးပေါ့နော်ဒီမှာပစ္စည်းလေးထည့်လို့ရအောင်ပေါ့နော်စီစဉ်ထားပေးတယ်ဒါလေးကတော့ single bedroom တစ်ခန်းပေါ့နော်နောက်တစ်ခန်းကိုလိုက်ကြည့်ပါဦးဒီခန်းလေးကတော့မေတို့ဒီ toilet လေးပေါ့နော်ဒီ toilet လေးကတော့မေတို့ဒီနှစ်ခန်းပေါ့ single bedroom နှစ်ခန်းအသုံးပြုလို့ရတဲ့ toilet လေးပါဒီဘက်မှာတော့နောက်ထပ် single room တစ်ခန်းရှိပါမယ်ဒီ single room ကဆိုလို့ရှိရင်လေဟိုဘက်က single room လို့ပဲပေါ့နော်ဒီ color concept လေးကိုတူတူအသုံးပြုပေးထားပါတယ်ဒီဘက်ဝင်ချင်းမှာဆိုရင်တော့ဒါလေးကတော့မှန်နေလို့ရှိပါမယ်ဒီဘက်မှာဆိုရင်မေတို့ဒီမှာဗီဒီယိုလေးပေါ့နော်ဟိုဘက်အခန်းနဲ့အတူတူပဲပေါ့နော်အားလုံးအတူတူပဲဝင်လို့အသုံးပြုပေးထားတာပါပြီးလို့ရှိရင် color concept ကအစပေါ့နော်အားလုံးကိုဒီလို color themes လေးတွေပဲအသုံးပြုထားတာပါအခုမင်းရဲ့အိမ်လေးကိုမင်းရဲ့ idea လေးနဲ့ပေါ့နော်ပုံဖော်ပြီးတော့ဒီ decoration လေးတွေလုပ်ထားတာဘယ်လိုမြင်ပါလဲရှင်အားလုံးပဲပေါ့နော်အဆုံးထိကြည့်ပြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်